မိုးဆိုတဲ့အပင်မျိုးနွယ်လေးတွေကတော့မြန်မာလူမျိုးတွေအတွက်တိတ်မစိမ့်တဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်။ဥရှိတဲ့အပင်များစွာကိုကမုံလို့ခြုံငုံခေါ်ကြပြီးတော့တချို့ကမုံပင်တွေကအပင်ကြီးတွေမှာတွဲခဲ့ပေါက်တဲ့အပင်မျိုးပဲဖြစ်ပါတယ်။ရှေ့ခေတ်ကမြန်မာလူမျိုးတွေဟာကမုံပင်လေးတွေကိုစီးပွားလက်လာပါတိုးတက်ဖို့ယာရုအာနာတိုးတက်ဖို့အေကောင်းဆောင်ကောင်းလာဖို့မိကွင်းမှုတကူးတပြအန်ဒီရဲကင်းမှုဆိုပြီးခြံဝင်းထဲမှာစိုက်ပျိုးခဲ့ကြတယ်လို့ယခုခေတ်မှာတော့အိမ်တွင်းပင်လေးတွေဖြစ်ပါစိုက်ပျိုးလာကြပါတယ်။ဒါကပြဿနာမဟုတ်ပြီးမိကမုံပင်တွေထဲမှာအိမ်တွင်းမှာလုံးဝမစိုက်တဲ့အပင်မျိုးတွေကလည်းရှိနေပါတယ်။ကမုံနဲ့ပတ်သက်ပြီးကျန်းမာရေးစီးပွားရေးခိုက်မီကိုစိတ်ပူသူများအတွက်ကြောက်ကျန်းကမုံကျန်းနဲ့ကဝေသားရကျန်းတို့တွင်ကမုံမျိုးပေါင်း109မျိုးတွေကမှမစိုက်တဲ့ကမုံ9မျိုးနဲ့စိုက်တဲ့ကမုံများကိုဖော်ပြပေးလိုက်ပါတယ်ရှင်။ပထမဦးဆုံးအနေနဲ့မစိုက်တဲ့ကမုံ9မျိုးကိုအရင်တင်ဆက်ပေးပါမယ်။ဘာကြောင့်မစိုက်တဲ့လေကိုပါအသေးစိတ်ရှင်းပြပေးသွားပါမယ်။မစိုက်တဲ့ကမုံ9မျိုးထဲမှာနံပါတ်1ကမုံကတော့စင်စွဲကမုံမဆိုင်အပ်သည့်အရာမှာစင်စဲကမုံကတော့မြေကြီးထဲမှာတပင်ချင်းပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။တန်းတလုံးသီးနဲ့အပင်ချင်းတူပါတယ်။စင်စွဲကမုံဟာစိုက်ပျိုးသူကိုစီးပွားလက်လာပါဖြစ်စေတဲ့ကမုံမျိုးမဟုတ်တဲ့အပြင်အမျိုးသားတွေဒီပင်ကိုဖျက်ကျော်မိပါကဥကြချင်းကိုဖြစ်စေတတ်တယ်လို့တချို့ကလည်းပြောကြပါတယ်။ဒါအပြင်ငရံငါးကွင်းနဲ့စင်စွဲတထောင်ကိုရွက်ချက်လျင်ဒူလာသွေးပြတ်တယ်လို့လည်းပြောကြပါတယ်။စင်စွဲကမုံစိုက်ပျိုးပြီးစီးပွားတက်လာပါကတအူးနဲ့တအူးအကြောင်းမရှိပဲရန်လိုခြင်းမိသားစုတွင်ပြဿနာအမျိုးမျိုးဖြစ်ရခြင်းမှုခင်းတစ်ခုခုဖြစ်တတ်ခြင်းဘေးရန်များခြင်းစတဲ့စိတ်သောကမျိုးစုံဖြစ်ပွားတတ်တဲ့ကမုံပင်ပဲဖြစ်ပါတယ်။ကမုံစိုက်ပျိုးသူတွေအနေနဲ့စင်စွဲကမုံကိုတော့အထူးရှောက်ခြင်းစေခြင်းပါတယ်။နံပါတ်2ကမုံကတော့စင်ကမုံပဲဖြစ်ပါတယ်။စင်ကမုံရဲ့အရွက်ဟာကွန်းရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူပြီးအစိမ်းရံကိုအဝါဖောက်ထားတဲ့ပုံစံမျိုးပါ။ဒီကမုံပင်ကိုစိုက်မယ်ဆိုရင်စီးပွားလက်လာပါတိုးတက်စီမှန်တော်လေမိသားစုတွေမှာတယောက်ယောက်ကိုကျန်းမာရေးချို့ယွင်းစေတတ်ပါတယ်။စင်ကမုံစိုက်ပျိုးသူ90%ဟာကျန်းမာရေးအန္တရာယ်ကြုံရတတ်တယ်လို့လိလာတွေ့ရှိသူတွေကဖော်ပြထားပါတယ်။စင်ကမုံဟာအိမ်အတွင်းမှာစိုက်ပျိုးဖို့လုံးဝမသင့်တော်တဲ့ကမုံပင်တွေထဲမှာတစ်ခုပါဝင်ပါပြီ။နံပါတ်3ကမုံကတော့ကုမုဒ္ဒရာကြာကမုံကုမုဒ္ဒရာကြာကမုံကတော့အရွက်ရှိပြီးဘေးအနားတွေကလှိုင်းတွနေတဲ့အရွက်ပုံစံမျိုးလေးပါ။ဒီကမုံကတော့ညာဘက်တွေမှာဖူးတံထွက်ပြီးအဖြူရောင်အပွင့်လေးတွေပွင့်တတ်ပါတယ်။ကြာပွင့်တွေလို့ထက်မများတော့လေကြာပွင့်တဲ့ပုံစံတူတာကြောင့်ကုမုဒ္ဒရာကြာကမုံလို့ခေါ်ကြတာဖြစ်ပါတယ်။ကုမုဒ္ဒရာကြာကမုံဟာစီးပွားလက်လာပါတွေဖြစ်စေတော့လေမိသားစုအတွင်းပရိပက္ခမကြာခဏဖြစ်ပွားတတ်ပါတယ်။သူတည်တနာလုပ်သူတွေမှာကုမုဒ္ဒရာကြာကမုံကိုစိုက်ပျိုးလေ့လာခဲ့မိရာမိသားစုတွင်ပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ဆိုပါတယ်။ကုမုဒ္ဒရာကြာကမုံကိုနှုတ်ပြီးဆုံးဖြတ်ခဲ့ချိန်မှာတော့မိသားစုတော့ကတွေငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်တင့်အိမ်တွင်မှာကုမုဒ္ဒရာကြာကမုံကိုမစိုက်ပျိုးဖို့အကြံပြုပေးကြပါတယ်။နံပါတ်4နန်းထိုင်ဘလူးကမုံဘလူးဆောင်နေအပင်မှာအိမ်သားကိုတခိုးကပ်ရင်တောင်လူသားကြီးတစ်ကောင်ကလိုက်ရိုက်တယ်လို့ကြားပူပါတယ်။အိမ်ရှင်ကိုလည်းကောင်းကျိုးမပေးပါဘူး။စီးပွားရေးကြဆင်းတာကျန်းမာရေးညံ့တာအခမ်းမသိရင်တေဆုံးတီတီခိုက်တတ်ပါတယ်။နံပါတ်5ဇော်မကမုံဇော်ကြီးတောင်ဝီးခေါ်အပင်ချီတန်းရှိအရွက်သေးသေးရှိရှိထိတ်ချွန်းချွန်းနေကမုံပင်အရွက်အနေထားမှာသူ့ရဲ့ရောင်အတိုင်းညညညရောင်ဖြင့်အရွက်ထိတ်ဝိုင်းဝိုင်းကမုံကိုဇော်မကမုံလို့ခေါ်ကြပါတယ်။ဇော်မကမုံကိုစိုက်သူအတင်းတင်းများရှိ၍စိုက်သူများထံစုံစမ်းမိမြင်ရာထူးထူးခြားခြားကောင်းကျိုးခံစားရသူတွေမတွေ့ရှိပေလှလို့စိုက်ထားသည်ဟုပြောကြပါတယ်။မိတ်ဆွေတယောက်ကပေးတဲ့ပြေကျမစိုက်ထားရာကျမရဲ့ဆရာကြီးလာရောက်စဉ်တွေ့ရှိသွားတာ။နင်ဘာလို့ဒီကမုံကိုစိုက်ပျိုးထားရတာလဲ။ဒီကမုံဟာနေထိုင်မကောင်းဖြစ်တတ်တယ်ဟုပြောပါတယ်။ဆရာကြီးပြောလို့ကျမစဉ်းစားကြည့်တဲ့အခါကမုံပင်ရောက်ပြီးကမှအနည်းငယ်နေမကောင်းထိုင်မသာယောဂဝေဒနာများသည်ကိုသတိထားမိပါတယ်။ကျမကိုပြီးတဲ့မိတ်ဆွေအိမ်မှာလည်းနေမကောင်းထိုင်မသာယောဂဝေဒနာများလျက်ယောဂဝေဒနာပျောက်လိုက်ပြန်ဖြစ်လိုက်ရှိသည်ကိုသတိရလာပါတယ်။စောမရှိတဲ့တခြားမိတ်ဆွေများ၏အိမ်ကိုမတိမသာစုံစမ်းရာနေမကောင်းထိုင်မသာယောဂဝေဒနာမကြာခဏဖြစ်ပွားသည်တို့ကိုသိရှိရပါတယ်။ကျမလည်းစောမခေါ်ကမုံပင်ကိုဖုန်ကြီးเจ้าသို့တွားပို့ပြီးချိန်မှစ၍တိုက်တိုက်ဆိုင်ဆိုင်နေကောင်းထိုင်သာ၍ဖြစ်လာပါတယ်။စောမကမုံပင်စိုက်ပျိုးသောအိမ်များမှာနန်းထိုင်ဘလူးကမုံစေကမုံပင်များလိုပြင်းပြင်းထန်ထန်မခံနိုင်မရနိုင်လောက်အောင်ယောဂဝေဒနာမရရှိတတ်ပေတရှောင်းရှောင်းသာဖြစ်နေတတ်ပါတယ်။ကျမပြောပြ၍နှုတ်ပြသူတိုင်းလိုလိုပင်နေကောင်းသွားကြပါတယ်။နံပါတ်6မွေကမုံနဂါးဆက်ပင်ဟုခေါ်ဝေါ်ကြသည်နနက်ပင်နေတူသည့်အရွက်ရှိရှိအချွန်ချွန်ပင်ကိုမွေကမုံဟုခေါ်ဆိုကြပါတယ်။အရွက်မှာမပွေးကွက်ကဲ့သို့အကွက်များအပြောင်များရှိလျက်အနားတွင်အဝါချင်းရှိတဲ့ကမုံနှင့်အဝါချင်းမရှိတဲ့ကမုံဟူ၍နှစ်မျိုးရှိပါသည်။တချို့သောအိမ်ရှင်မများမှာညောင်ရည်ဦးတွင်နဂါးဆက်ကောမွေကမုံပင်များကိုထိုးဆိုင်ပြီးထားတတ်လျက်ရေရှိနေသည်များညှိုးချင်း၆တွေ့ချင်းမရှိပန်းမလဲရပဲပွား၍ပင်နေတတ်ပါသေးတယ်။
တချို့ကညောင်ရီအိုးပန်းလဲရဲ့ပြင်းကြီးတဲ့မိန်းကလေးများမှာညောင်ရီအိုးကိုပန်းအဖြစ်ထိုးဆိုင်ထားတဲ့သောကြောင့်မိမပြင်းပန်းပန်ဟူ၍လှောင်ပြောင်းခေါ်ဆိုကြပါသည်။ကျမကိုစိုက်ပျိုးရန်မိတ်ဆွေတယောက်ကပုံကလေးနဲ့စိုက်ပျိုးပြီးခရူးတစ်စိုက်ယူလာပေးပါသည်။ကျမလည်းခရူးတစ်စိုက်ပင်ပြိုးထားပါသည်။ကျမရဲ့ဆရာကြီးရောက်လာတဲ့အခါမစိုက်ပါနဲ့မွေကမုံကပူပြင်းတတ်တယ်ဟုပြောပါသည်။ကျမကပြန်လဲစဉ်းစားကြည့်တဲ့အခါဆရာကြီးပြောသလိုပင်မွေကမုံပင်ကိုစိုက်ပြီးကမှအလွန်အေးချမ်းချမ်းနေလေးရှိတဲ့အိမ်ဖြစ်လျက်စိတ်ရှုပ်ရစိတ်ပူပင်ရစိတ်ကောက်ကြရနေအတော်ပူပြင်းသည်ကိုသတိပြုမိပါတယ်။ကျမရဲ့အိမ်မှာအပင်ကိုနှုတ်ပေးလိုက်ပြီးနောက်မှာကျမတို့အိမ်တွင်အေးအေးချမ်းချမ်းရွှင်ရွှင်လန်းလန်းတတရရကြီးကြီးလင်းလင်းဖြစ်လာသည်ကိုသတိပြုမိပါတယ်။တင်ဖို့မဂဇင်းတွင်ကမုံဆောင်မကိုဖတ်ရှုမိသူမိတ်ဆွေတယောက်ကဖာကမုံနှင့်မွေကမုံကိုစိုက်ပျိုးမိသဖြင့်အမျိုးမျိုးဒုက္ခတွေ့ကြရကြောင်းနားလေသောဆရာတယောက်ကမွေကမုံနှင့်ဖာကမုံကိုစိုက်လျင်ဒီလိုပဲဒုက္ခတွေ့တဲ့အကြောင်းတပင်ကိုနှုတ်ပြရမည်အကြောင်းကိုပြော၍မွေကမုံပင်ကိုနှုတ်ပြလိုက်မှအေးချမ်းသွားကြောင်းရေးလိုက်ပါတယ်။မွေကမုံပင်မှာကျမရဲ့ဆရာကြီးစကားအရဆိုလျင်သူ့တပင်ထဲမှာပင်ပူပြင်းတတ်သဖြင့်ဖာကမုံနှင့်တွေ့တော့ပုံမပူပြင်းဟန်ရှိပါတယ်။ဖာကမုံမှာရှားပါလျက်မွေကမုံကပေါ်များသဖြင့်ဖာကမုံကိုချန်ထားပြီးမွေကမုံကိုနှုတ်ပြလိုက်ခြင်းကိုထင်မိပါတယ်။တစ်ပင်ကတရဘွားတွေကိုဖမ်းယူစားတောက်တတ်သည်ဆိုတဲ့အသားစားအပင်များအကြောင်းကိုကြားဘူးကြမှာပါ။လွန်ခဲ့တဲ့နှစ်တော်ကြာကစမ၏ကမုံမိတ်ဆွေအိမ်တွင်အရွက်ထိပ်ပြားမှာဘူးကလေးတွေအလွန်လှပတဲ့ကမုံပင်တစ်ပင်ကိုတွေ့ရှိရပါတယ်။ဒီအပင်ကအရွက်ဖျားမှာဘူးကလေးတွေပါရှိလို့ဘူးကမုံလို့ခေါ်ကြတာပါပဲ။ထူးတော့အတော်ထူးတယ်။အဲ့ဒီဘူးကလေးတွေတဲ့ဘူးကောင်လေးတွေဝင်သွားလျင်ဘူးကလေးပိတ်သွားပြီးပြတ်မထွက်နိုင်တော့ဘူး။အဲ့ဒီဘူးကလေးတွေကိုခွဲကြည့်လျင်ပိုးကောင်သေးကလေးတွေဘူးတစ်ဝက်လောက်ရှိနေတတ်ပါတယ်။နောက်တော့ကြာ၍ထိုကမုံမိတ်ဆွေ၏အိမ်သို့နောက်တစ်ခေါက်ရောက်ရှိတဲ့အခါတခြားကိုရောက်သွားပြီးဖြစ်ကြောင်းပြောပါတယ်။ခမညာကျမကိုပွားရင်ပေးပါစိုက်ပြီးသူတည်တနာလှုပ်ချင်လို့ပါပြောထားသားပြီကျမကိုပေးရောပေါ့ဟုအပြစ်တင်မိပါတယ်။အမမယူတာကန့်ကောင်းတာပေါ့ကျွန်တော်အိမ်မှာအဲ့ဒီဘူးကမုံပင်ကြကြနေမသွားပါဘူး။သူရှိနေချိန်မှာကျွန်တော်တို့အလုပ်အကိုင်ပြက်အကြံစီပြက်အတော်ဒုက္ခခံလိုက်ကြရတယ်ဟုပြောပါတယ်။ကျမကလည်းသူဘလို့ဒုက္ခပေးတယ်လဲဟုမိလိုက်တော့မဝဲလဲမဝဲချင်းမဆိုင်လဲမဆိုင်ချင်ပါနဲ့ဗျာကျုံမအဲ့ဒီဘူးကမုံပင်နှိပ်ဆက်သွားတာပေါ့အဲ့ဒီကမုံပင်ရှိနေတော့မှကျုံသားဓာတ်ထိုးမှုဖြစ်လို့အထူးခံရသူကိုတည်တန်းစစ်ချက်တောင်ယူထားရတယ်ကျုံလဲရှိသမျှပစ္စည်းတွေကုန်သွားတာပဲဘူးကမုံမဟုတ်ပါဘူးဗျာဘလူးကမုံအစ်စ်ပါပဲဘယ်နဲ့ဒီဘူးကလေးတွေကပိုးကောင်တွေဖမ်းယူစားတောင်းနေတာပဲကျုံမိတ်ဆွေတယောက်အိမ်မှာအဲ့ဒီဘူးကလေးကိုဖြတ်ဖြတ်ပြစ်တယ်သူ့အိမ်မှာတော့အခုထိအကြီးကြီးမထိခိုက်သေးဘူးကံကောင်းနေတော့မှမထိခိုက်သေးတာလည်းဖြစ်ချင်းဖြစ်မှာပဲဘူးကလေးတွေကထိခိုက်နေတာမို့ဘူးမရှိလို့မထိခိုက်တာလည်းဖြစ်ချင်းဖြစ်မိဘာပဲဖြစ်ဖြစ်မဆိုင်တာကောင်းပါတယ်ဟုပြောပြလိုက်ပါတယ်ရခင်ကအရွက်ဖျားတွင်ဘူးကလေးများပါရှိသဖြင့်ဘူးကမုံဟုခေါ်တွင်သုံးနှုံခဲ့ကြတော့လေယခုရောင်းချနေသူများမှာဘူးမှဗေဒာတို့ပြောင်း၍ဘူးကမုံကိုဗေဒာကမုံဟုပြောဆို၍ရောင်းချနေကြပါတယ်ယခုရေးသားဖော်ပြခဲ့သူများမှာဗေဒာကမုံစိုက်ပျိုးခြင်းဒုက္ခရောက်ကြသည်မှာတော့အမှန်တိုင်းပဲဖြစ်ပါတယ်ဘူးကမုံကြောင့်ဒုက္ခရောက်ခြင်းမဟုတ်တိုက်ဆိုင်မှုကြောင့်ဖြစ်သည်ပင်ထားအောင်တရဝလေးတွေဖန်ဆားနေသည့်အကုသိုလ်ပင်ဖြစ်နေသဖြင့်မဆိုင်သည့်သောကမုံမြေများတွင်ထည့်သွင်းဖော်ပြရခြင်းပဲဖြစ်ပါရဲ့ရှင်။